ဆိုင်ခွဲပေါင်း36,500 US နဲ့ခတင်တာပေါ်မှာရှိပြီးတော့တစ်နှစ်ကို16 သန်းလောက်ဝင်နေတဲ့ Dollar Tree ဆိုင်ကြောင်းကိုအင်္ဂလိပ်ပြပြမှာဖြစ်ပါတယ်1986ခုနှစ်မှာ Malcolm Brock Jr. ကနေပြီးတော့ဒီ Dollar Tree concept တစ်ခုလုံးကိုစပြီးတော့ Dollar Tree ဆိုင်ကိုအများကြီးဖွင့်လိုက်တာဖြစ်ပါတယ်Dollar Tree ဆိုတဲ့နာမည်တိုင်းပဲပစ္စည်းအားလုံးကို$တည်းနဲ့ရောင်းတာဖြစ်ပါတယ်။အဲ့ဒီချိန်တုန်းကဆိုလို့ရှိရင်$တည်းနဲ့ရောင်းတာသူတို့ဘလို့ပတ်စံရှာကြတာလဲဒီ$လည်းနဲ့ရောင်းတာအမျက်ကောရှိတာဆိုပြီးတော့ဝယ်တဲ့လူတွေကပါ question တွေအများကြီးထုတ်လာပါတယ်။ Dollar Tree brand ကဘလို့ပတ်စံရှာတာလဲ$တည်းပစ္စည်းအားလုံးကိုရောင်းပြီးတော့ဘလို့ပတ်စံရှာလဲဆိုတာကိုဒီဗီဒီယိုထဲမှာပြောမှာဖြစ်ပါတယ်။ Customer တွေဒီ Dollar Tree store ထဲဝင်သွားပြီဆိုရင်အုံနောက်ကို shut down လုပ်ပြီးတော့ကြိုက်တာဝယ်$ပစ္စည်းတစ်ခုကို$တည်းနဲ့ရောင်းအောင်အဲ့ဒီ concept ကိုသူစလုပ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီအတွက်ကြောင့် consumer တွေကတော့ဝယ်လို့ရှိရှင်ဘာပဲဝယ်ဈေးတန်နေဆိုတဲ့ feeling မျိုးကိုရပါတယ်ပစ္စည်းအများကြီးကိုဈေးသက်သာနဲ့ cost နဲ့သူတို့ဝယ်ပါတယ်ဝယ်တဲ့ပစ္စည်းတွေကလည်းသူများ retail store တွေမှာရောင်းတဲ့ပစ္စည်းလိုမျိုးမဟုတ်ဘဲနဲ့ size အသေးစားမျိုးလေးတွေကိုသူတို့ဝယ်ပါတယ်ဒါမှမဟုတ်လို့ရှိရင် model တွေကျသွားတဲ့ old model ဟာမျိုးတွေဝယ်တယ်ဒါမှမဟုတ်လို့ရှိရင် expire နီးပြီးတော့ဖြစ်တဲ့ဥစ္စာမျိုးတွေကိုသူတို့ဝယ်ပါတယ်သူတို့ Dollar Tree မှာဆိုလို့ရှိရင်ဝန်ထမ်း3ဦးအများဆုံးလောက်ပဲသူတို့ထားပါတယ် cashier မှာတစ်ယောက်ပြီးလို့ရှိရင် stock တွေ restock လုပ်မဲ့အချိန်ကတစ်ယောက်ပြီးလို့ရှိရင်တန်ရှင်းရေးလုပ်မှာလား sales person လားဒီ operation run မဲ့လူကတစ်ယောက်3ယောက်လောက်ပဲထားပါတယ်အဲ့အတွက်ကြောင့်မလို့သူတို့အတွက် cost က operation cost ကအရင်ရောချပါသူတို့ location တွေကို income တစ်ခုကို fix လုပ်ပြီးတော့သူတို့ထားပါတယ်အဲ့တော့neighborhood တွေကသူတို့ရဲ့ location neighborhood တွေကဘယ်လိုနေရာမျိုးတွေမှာလဲဆိုလို့ရှိရင်အရန်ပတ်စံမသုံးနိုင်တဲ့လူတွေကို target ထားပြီးတော့သူတို့ရောင်းပါတယ်လူက marketing budget ကိုမသုံးပါဘူးသူတို့ဆိုင်နာမည်က Dollar Tree $ဖြစ်နေပြီဆိုတော့ marketing ကဒါကလုပ်ပြီးသားဖြစ်သွားပြီနောက်တစ်ခုကဝယ်တဲ့လူတွေက consumer တွေက TikTok video တွေသူတို့ရိုက်ပါတယ်သူတို့ဘယ်လိုရိုက်လဲဆိုတော့ DIY သူတို့$store လေးရနေပြီးဝယ်ပြီးတော့ DIY လုပ်တဲ့အိမ်မှာကိုယ့်အကူလုပ်တဲ့ project မျိုးလေးလုပ်တဲ့ဘယ်လိုမျိုး cost တက်တာလဲဆိုတော့ consumer တွေက promote လုပ်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်သူတို့တော့က marketing expense သုံးစရာမလိုတော့ပါအခုဆိုလို့ရှိရင် US မှာ inflation တွေရမ်းဖြစ်နေပါတယ်အဲ့တော့ကြောင့်မလို့သူတို့ dollar store က management တွေကဘာလုပ်လိုက်လဲဆိုလို့ရှိရင်$1.25 ဆိုပြီးတော့သူတို့လုပ်လိုက်ပါတယ်ဒါကတော့ lowest ဖြစ်သွားပါတယ်ပြီးလို့ရှိရင်$5ရှိမယ်$3ရှိမယ်$7ဆိုပြီးတော့သူတို့ electronic ပစ္စည်းတွေပါသူတို့ထပ်ထည့်လိုက်ပါတယ်ဒါတွေထပ်ထည့်လိုက်တာတော့မှပစ္စည်းတွေကဈေးတက်နေတဲ့အတွက်ကြောင့်မလို့လူတွေကဝယ်နေကြတော့မှာပဲရှင်ဒီ strategy တွေအားလုံးကတော့ America မှာ$တည်းရောင်းပြီးတော့ billionaire ဖြစ်သွားတဲ့ business strategy တစ်ခုပဲဖြစ်ပါတယ်ရှင်